ဒီနေ့ဝါရင်ကာလဒုတိယမြေအောင်ဥပုပ်အနေနဲ့ဥပုပ်သတင်းသီလများကိုလာရဆောင်သုံးနေကြတဲ့ဥပုပ်တဲ့ကုသိုလ်တွေများမိမိတို့တွေလွယ်ကူစွာဘာနားလည်ထားမှာတော့ဆိုတော့ကိုယ့်ရဲ့တန်တန်မှာကုသိုလ်အားတွေကုသိုလ်ရိပ်ခါတွေလာရောက်ပြီးတော့ဖြည့်တင်းနေတယ်လို့နားလည်ထားရမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဥပုသ်သတင်းဒီနာလာရောက်ဆောင်သိမ်းကြတဲ့ယောဂီတွေမှတ်သားကြဖို့ဦးဇင်းကဒီခန္ဓာဝကတန်ယုတ်ဒီဝရဟသုံးဆိုတဲ့မြတ်စွာဘုရားဟောကြားခဲ့တဲ့ဒီသုတ်တံလေးကိုအချင်းချင်းလေးနဲ့မှတ်သားကြဖို့နည်းနည်းပြန်ပြီးတော့ပြောပြပေးမယ်။အလုံးသောပြိဿများကဥပုသ်တွေများကလည်းပဲတရားတော်ကြီးနာပြီးတဲ့အခါမှာနာယုံနဲ့မဟုတ်ဘဲနဲ့နာဝမှာကြားရယုံနဲ့မဟုတ်ဘဲနဲ့ကြားပြီးတဲ့အခါမှာဘယ်လိုလေးတော့ဖြင့်ကျင့်ကြံမယ်ဘယ်လိုလေးတော့ဖြင့်အားထုတ်မယ်ဆိုတဲ့စိတ်ကလေးပါနှလုံးသွင်းပြီးတော့ကြိုးစားလိုက်နာကြဖို့ပါမြတ်စွာဘုရားကလက်ထက်တော်ကာလတုန်းကဒီအယဝေးကိုတွန်းပြီးတော့တရားအထုတ်ကြမယ်တိုင်းတစ်ပါးကိုတွန်းပြီးတော့အထုတ်ကြမယ်ရဟန်းတော်တွေဟာမြတ်စွာဘုရားကြီးကိုရောက်လာကြပါမြတ်စွာဘုရားကြီးကိုရောက်လာကြတော့မြတ်စွာဘုရားကအဲ့ဒီရဟန်းတော်တွေကိုမေးတယ်ရဟန်းတော်တွေဘယ်သွားကြမလို့လို့မေးတော့ဒီတော်တို့တွေဒီကနေဝေးကွာတဲ့အချမ်းသောတိုင်းပြည်ကိုတွန်းပြီးတော့တရားအထုတ်ကြမလို့ပါဗျာတွန်းပြီးတော့နေကြမလို့ပါဗျာဆိုတော့မြတ်စွာဘုရားကဒါဆိုရင်မင်းတို့ရဲ့အကိုကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာကိုနှုတ်ဆက်ဥချပြီးမှသွားကြလို့မြတ်စွာဘုရားကမှာတော့အဲ့ဒီရဟန်းတော်တွေဟာရှင်သာရိပုတ္တရာထံကိုသွားရောက်ပြီးတော့ဝချကြကြောကြအကျိုးကြောင့်ပြောပြကြဒီပြီးတော့တိုင်းတစ်ပါးသွားပြီးတော့ရဝိကိုသွားပြီးတော့နေထိုင်ကြမလို့ပါဗျာအဲ့ဒါမြတ်စွာဘုရားကြီးကိုသွားလျှောက်တော့မြတ်စွာဘုရားကအကိုကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာကိုနှုတ်ဆက်ဥချကြောပြီးမှသွားကြဆိုလို့ပြီးတော့ရောက်လာတာလို့ဆိုတော့ရှင်သာရိပုတ္တရာကသိတယ်။ဩဒါဆိုရင်မြတ်စွာဘုရားကဒီရဟန်းတော်တွေကိုသူညွှန်ကြားထားတဲ့ဒီဩဝါဒပေးလိုက်ဖို့ငါဒီလွတ်လိုက်တာပဲလို့ဒီလိုသဘောပေါက်ပြီးတော့ရဟန်းတော်တွေကိုဩဝါဒပေးပါအဲဒီဩဝါဒလေးဒီနေ့တော့ဥပုသ်တွေမှတ်သားသွားကြလို့အဲ့တော့တိုင်းတစ်ပါးကိုသွားတဲ့အခါမှာအရှင်တို့တိုင်းတစ်ပါးရောက်တဲ့အခါမှာအဲ့ဒီတိုင်းတစ်ပါးမှာနေကြတဲ့ပုဂ္ဂိုလ်တွေကမိဂုံးတွေနေကြလိမ့်မယ်မိဂုံးတွေနေကြလိမ့်တကယ်တော့အဲ့ဒီမိဂုံးတွေမေးတဲ့အခါမှာမင်းတို့ကပြန်ပြီးတော့မဖြေရှင်းနိုင်ဘူးပြန်ပြီးတော့မဖြေဆိုနိုင်ဘူးသူတို့နားလည်အောင်ပြန်ပြီးတော့ရှင်းမပြနိုင်ဘူးဆိုရင်မင်းတို့ကိုသိရကြလိမ့်မယ်အဲ့တော့သူတို့တွေမိဂုံးမေးလာတဲ့အခါမှာမင်းတို့တွေဖြေရှင်းနိုင်အောင်သင်ပေးလိုက်မယ်ဆိုပြီးတော့ဒီလိုမိတ်ဦးဇင်းတို့တွေဒီနိုင်ငံရချမ်းသွားတဲ့အခါမှာလည်းနိုင်ငံရချမ်းကပုဂ္ဂိုလ်များဟာအင်မတန်မှမေကုံးမေးကြပါတယ်မေကုံးမေးတဲ့အခါမှာသူတို့လိုချင်တဲ့အဖြေမပေးနိုင်ဘူးဆိုရင်မျက်နှာမသာမယာဖြစ်ကြအဲ့တော့အဲ့လိုပဲဒီတိုင်းတစ်ပါးသွားကြမယ်ပုဂ္ဂိုလ်တွေကိုဒါရှင်မသာရိပုတ္တရာမထေရကြီးကသင်ပေးလိုက်ပါတယ်မင်းတို့တွေတိုင်းတစ်ပါးရောက်တဲ့အခါမှာမေးကြလိမ့်မယ်။ဘာမေးမှတော့ဆိုတော့မြတ်စွာဘုရားရဲ့သာသနာကဘာကိုအဓိကသင်ပေးတာလို့ဒီလိုမေးကြလိမ့်မယ်။ဘာကိုအဓိကသင်ပေးတာလို့မေးရင်မင်းတို့မှာဖြေစရာရှိရင်တော်ရဲ့ဖြေစရာမရှိရင်ခက်လိမ့်မယ်။သူတို့ကြည့်ရမှုတွေခံရလိမ့်မယ်။ဒီတော့အဲ့ဒီလိုမင်းတို့ကိုမေးလာတဲ့အခါမှာတို့သာသနာဟာစန္ဒရာဂပฏิဝိနည်းဒီနည်းကိုသင်ပေးတယ်စန္ဒဆိုတာလိုချင်တာရာဂဆိုတာတမတ္တပฏิဝိနည်းဆိုတာငြိမ်းအောင်လုပ်တာအဲ့တော့
တို့သာသနာဟာဘာကိုဆုံးမတဲ့သာသနာတော်ဘာကိုလေ့ကျင့်ရမယ့်သာသနာတော်ဆိုတော့လိုချင်မှုတက်မှတ်မှုတွေငြိမ်းအောင်လုပ်ပေးတဲ့သာသနာဝိတ္တပြောကြည့်ပါသာသနာလိုချင်မှုတက်မှတ်မှုတွေငြိမ်းအောင်လုပ်ပေးတဲ့သာသနာအဲ့တော့ဘယ်ဒီမှာလိုချင်တာတွေဘယ်ဒီမှာတက်မှတ်တာတွေကိုငြိမ်းအောင်လုပ်တာတော့လို့ဆိုတော့ခန္ဓာ၅ပါးပေါ်မှာခန္ဓာ၅ပါးပေါ်မှာလိုချင်မှုတွေတက်မှတ်မှုတွေဆွဲလန်းမှုတွေကိုငြိမ်းအောင်လုပ်ပေးတဲ့သာသနာဒီလိုမှတ်သွားခန္ဓာ၅ပါးပေါ်မှာလိုချင်မှုတွေတက်မှတ်မှုတွေရှိနေရင်ဘာဖြစ်လို့တော့ဒီလိုထပ်ပြီးတော့လည်းဒီကုံမေးပြရှိပါလေတက်မှတ်နေတော့ဘာဖြစ်လို့တော့ကိုယ်ခန္ဓာကိုယ်ကိုချစ်တာဘာဖြစ်လို့တော့မေးမယ်တဲ့ကိုယ်ခန္ဓာကိုယ်ကြီးကကောင်းနေတော့ကျမ်းမာနေတော့ဓမ္မာနေတော့လှပနေတော့မှတော့ယတနာမရှိဘူးတဲ့ဟောဒီခန္ဓာကိုယ်ကြီးဟာကြောင်းလေဖောက်ပြန်ပြီးတော့တရရမှာနာသွားမယ်။အိုသွားမယ်နောက်တစ်ခါဘာဖြစ်တာတော့သေဆုံးသွားမယ်ဆိုရင်အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့လောကဝန်းနေမယ်ပရိဒေဝငိုကြွေးမယ်ဥပါယန္တပြင်းစွာပူလောင်ဝန်းနေပြီးတော့နေရတဲ့ဒုက္ခတွေကြုံရမယ်ကြုံရမယ်အဲ့ဒါကကိုယ်တွေကြုံရမှာလားဆိုတော့မဟုတ်သေးဘူးသန္တရာထဲမှာနေကြတဲ့ပုဂ္ဂိုလ်တိုင်းဒီဒုက္ခကြီးခံစားရမယ်အဲ့တော့ဒီပေါ်မှာတမန်မှုတွေဇွဲလန်းမှုတွေဒါရှိနေရင်မိမိတို့တွေကပို့ပြီးတော့ဘာလို့ခံစားရမယ်ပို့ပြီးတော့ပူလောင်ရပို့ပြီးတော့ဝန်းနေရပို့ပြီးတော့ပူလောင်ရလေးလေးဝန်းနေရလေးလေးဆင်းရဲမှုတွေကတိုးလာအဲ့ဒါဒီဘဝမှာအဲ့လိုခံစားရပြီးတော့နောက်ဘဝမှာလည်းပဲအဲ့ဒီတက်မဲ့မှုတွေကိုထိချုပ်မထားဘူးဆိုရင်ကောင်းတဲ့ဂရိတွေကိုမလားနိုင်ဘူးတဲ့ဒုက္ခတိဘဝတွေကိုမရောက်နိုင်ဘူးဒါကြောင့်မို့လို့ဦးဇင်းတို့ရဲ့ဘုရားသာသနာဟာလိုချင်မှုတွေတက်မဲ့မှုတွေကိုငြိမ်းအောင်လုပ်တဲ့သာသနာလို့သူတော်ကောင်းတွေနားလည်ရဘယ်မှာလိုချင်မှုတက်မဲ့မှုတွေငြိမ်းအောင်လုပ်ရမှာတော့ဆိုတော့ခန္ဓာ၅ပါးခန္ဓာ၅ပါးဆိုတာသူတော်တို့ကြားဖို့နေရတယ်ရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ညေသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ဆိုတဲ့ဒီခန္ဓာ၅ပါးအစုဝေးကြီးမှာတတ်မှတ်နေတဲ့တွေ့တာနေတဲ့တဏှာကိုနေနိုင်ကြနေအောင်ကြိုးစားတဲ့သာသနာအဲ့လိုလေးထပ်ပြီးတော့ဖြေရမယ်လို့ရှင်သာရိပုတ္တရာကသူ့ရဲ့တပည့်တန်ခါးတွေဒီနောင်တွေကိုမှာကြားပါအဲ့တော့ဒီခန္ဓာ၅ပါးမှာတက်မဲ့နေရင်ဒီဆင်းရဲဒုက္ခတွေရမယ်အဲ့တော့ဒီခန္ဓာ၅ပါးကိုမဆွဲလန်းဘူးမတက်မဲ့ဘူးနောက်တစ်ခါမချီနှောင်ထားဘူးဆိုရင်ဗာတရားတွေရမှာတော့ဆိုကုသိုလ်တရားတွေရမယ်ကုသိုလ်တရားတွေရဒီခန္ဓာကိုယ်ကြီးကိုတက်မဲ့ဆွဲလန်းပြီးတော့ဒီခန္ဓာကိုယ်ကြီးနှောက်အောင်ပတ်အောင်ဒီခန္ဓာကိုယ်ကြီးကတောင်းတတဲ့အရာတွေကိုရအောင်လုပ်ဖို့အတွက်ဆိုလို့ရှိရင်မတော်လောဘရင်လည်းစီးပွားရှာမိတတ်ကြမတော်ရရောတွေကိုလည်းလုံးမိတတ်ကြဘာဖြစ်လို့လဲဆိုတော့ဒီခန္ဓာကိုယ်ကြီးရဲ့အလိုဆန္ဒကိုရှင်းတင်းဖို့အတွက်လုပ်နေကြတာဖြစ်တဲ့အတွက်ဒီခန္ဓာကိုယ်ကြီးကခိုင်းနှမြလိုက်ပါလို့ဆောင်နေတော့သူတော်ဒီလိုတန်တန်မှာကုသိုလ်လည်းပဲကုသိုလ်ဖြစ်တာလည်းကောင်းကောင်းမသိတော့ဘူးအကုသိုလ်ဖြစ်တာလည်းကောင်းကောင်းမသိတော့ဘူးသူခိုင်းနှမြလုပ်နေတာဖြစ်တဲ့အတွက်သူတော်ဒီလိုတန်တန်မှာအကုသိုလ်တရားတွေတိုးခြင်းလည်းတိုးလာနိုင်တယ်အဲ့တော့အကုသိုလ်တရားတွေတိုးနေတာပြိဿရေအလွယ်ကုသိုလ်နားလေအကုသိုလ်တရားတွေတိုးလာရင်မိမိတို့တွေမှာဘာတွေတိုးလာလဲဆင်းရဲတွေတိုးလာတယ်ခဏနေကပြောတယ်ဘူလောင်မှုသောကပရိဒေဝဒုက္ခဒေါမနတလို့ဆိုတဲ့ဒီဘဝမှာခံစားရတဲ့ဆင်းရဲဒုက္ခတွေတိုးလာတယ်လို့သံဃာမှာလည်းပဲငရေပရိသံပိဋံသူရကေလို့ဆိုတဲ့ဘေဘဘဝတွေကိုရောက်ပြီးတော့ဒုက္ခဆင်းရဲများစွာနဲ့ကြုံတွေ့ရနိုင်တယ်။ဒါကြောင့်ဟောဒီခန္ဓာကိုယ်ကြီးကိုအမိပြုပြီးတော့အကုသိုလ်တရားတွေကိုနေနိုင်ကြနေအောင်ကြင်ကြံပြီးတော့နေထိုင်ရမယ်။အကုသိုလ်တရားတွေနေအောင်ကြင်ကြံတော့ဘာတရားတွေတိုးအောင်
ကြိုးစားပြီးတော့ကျင့်ကြံရမှာလို့ဆိုတော့ကုသိုလ်တရားတွေတိုးပွားအောင်ကြိုးစားပြီးတော့နေရမယ်ဟုတ်ပြီနော်အဲ့တော့ဒီမြတ်စွာဘုရားသာသနာဟာလိုချင်မှုတက်မှတ်မှုတွေငြိမ်းအောင်ဆုံးမပေးတဲ့သာသနာဆိုတော့အဲ့ဒါတွေငြိမ်းသွားရင်သူတော်စင်တို့တန်တန်မှာကုသိုလ်တရားတွေဟာတဖြည်းဖြည်းနဲ့တိုးပွားလာမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီမှာလိုချင်မှုတွေအတင်းအာရမလိုချင်မှုတွေအတင်းအာရမဆွဲတမ်းမှုတွေမရှိတော့ဘူးဆိုရင်အကုသိုလ်လုပ်ခြင်းတွေဟာလည်းပဲအလိုလိုလျော့သွားပါလိမ့်မယ်မတော်တရောစီဝါရှာမှုမတော်တရောကာယကံမှုမတော်တရောဝစီကံမှုနောက်တကမကောင်းတဲ့သူတစ်ပါးပေါ်မှာကြံစည်မှုဆိုတဲ့ဒီကြံစည်တွေဟာလည်းပဲအလိုလိုလျော့သွားလိမ့်မယ်အဲ့တော့ဘာဖြစ်တာတော့ဆိုတော့ကိုယ်တဏ္ဍာမှာအဲ့ဒါတွေမကောင်းတဲ့အရာတွေလျော့သွားပြီဆိုတာနဲ့သူတော်စင်တို့တဏ္ဍာမှာကောင်းတဲ့ကုသိုလ်တရားတွေတိုးလာပြီလို့နားလည်ရမှာဖြစ်ပါတယ်ကုသိုလ်တရားတွေတိုးလာတာပြည့်တဲ့ရွယ်တော်မှတ်ထားလိုက်ချမ်းသာခြင်းတရားတွေတိုးလာတယ်ကုသိုလ်တရားတွေတိုးလာတာဟာချမ်းသာခြင်းတရားတွေတိုးလာတယ်အဲကြောင့်မြတ်စွာဘုရားကလည်းပဲအလင်းတင်တယ်လို့သူရဲ့သူရှိတဲ့ကာလတုန်းကသူရဲ့ပြိဿတွေကိုဒီကုသိုလ်ကောင်းမှုပြုဖို့ပဲအမြဲတမ်းတိုက်တွန်းပါတယ်ဒုပရိသတ်တွေကကုသိုလ်ကောင်းမှုပြုဖို့ဆိုရင်လူခိုင်းတာတန်းခိုင်းတာလို့ဒီလိုထင်တယ်မဟုတ်ဘူးကုသိုလ်ကောင်းမှုပြုတာဆိုတာကိုယ့်ရဲ့အိမ်ထဲကပိုက်ဆံထုတ်လူတာတခုတည်းမဟုတ်ဘူးဆိုတော့ဒီလိုဒီမှာဝါရင်3လအဋိဌံပြီးတော့ဝါရင်3လဥပုသ်နေတိုင်းကဥပုသ်ရအောင်အားထုတ်တယ်ဒါလည်းကုသိုလ်ပဲဥပုသ္တနာကုသိုလ်ဟုတ်ပြီနော်ဒါနတဲ့တောင်တစ်ဆင့်မြင်သေးသီလကုသိုလ်နောက်တစ်ခါဒီမှာအကြောင်းမှလာပြီးတော့ဒါတရားနာတယ်ဘာဝနာကုသိုလ်တွေရနေတာဟုတ်ပြီနော်ကုသိုလ်ရနေတာဆိုတော့ဒီလိုအခုပိုင်းတွေးကြည့်လေဥဒ္ဒနာမှာအခုလောဘတွေဝင်နေတာမဝင်ပါဘူးစိတ်ဆိုးမှုဒေါသတွေကိုသူတို့တို့ကမှခုဖြစ်နေတာမဖြစ်ဘူးနောက်တစ်ခါမောဟလို့ဆိုတဲ့တွေဝင်နေတာမိန်မောနေတာဒါမျိုးတွေလည်းသူတို့တို့ကမှခုခဏမှမဖြစ်တာတော့ငြိမ့်နေတာငြိမ့်နေတော့သူတို့တို့စိတ်ကလေးချမ်းသာပြီးတော့မနေဘူးလားချမ်းသာပြီးတော့နေတာပေါ့ဒီခိုက်မှာချမ်းသာပြီးတော့နေတယ်အဲ့ဒါဟာခဏနေတာမြတ်စွာဘုရားရှင်သာရိပုတ္တရာကြီးကိုတပည့်တွေပြုလို့ရှင်သာရိပုတ္တရာကပြန်ပြီးတော့ဆုံးမနေတဲ့တရားနဲ့ကိုက်ကြီးနေတယ်စန္ဒရာဂပရိဝိနယလိုချင်မှုတွေတက်မှတ်မှုတွေငြိမ့်နေတဲ့အခိုက်တန့်လို့ပုဂ္ဂိုလ်ကိုနားလည်ရမယ်သဘောပေါက်ရအဲ့ဒီလိုပဲတော်တွင်လုံးတော့ဥပုသ်နေတိုင်းဥပုသ်နေတိုင်းတဏ္ဍာတော့လူဒန်းမယ်ဒါနပြုမယ်ဒီလာဆောင်ပြီးမယ်နောက်တကတရားနာမယ်တရားနာပြီးလည်းပဲမိမိတို့အိမ်ကိုမပြန်ချင်တာဒီမှာတမီကုန်တရားထိုင်လို့ကလည်းပဲထိုင်နိုင်တယ်ဒါကိုဦးဇင်းတို့ဆိုင်ဖို့ချိန်တာလေမိငိမ့်တရားလို့ခေါ်ပါတယ်တဏိတာကာလပတ်လို့ဥပုသ်နဲ့လည်းနေမယ်တရားဘာဝနာအားထုတ်ပြီးတော့လည်းနေမယ်ဆိုရင်ဒါအဋိဌံမြောက်တဲ့ဥပုသ်တဲ့ယောဂီများဖြစ်သွားပြီမိမိတို့ဘဝမှာလည်းပဲဒါမှတ်သားရအခိုက်အတန့်တွေဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်ဒီဘဝမှာကိုယ့်ကိုယ်ကိုအာရစေတတ်တော့တဲ့ကုသိုလ်ရှိထားရပြန်တွေးလိုက်တိုင်းအမှတ်ရစေတတ်တဲ့ကုသိုလ်ကိုယ်တဏ္ဍာမှာရှင်းတင်းထားရမှာဖြစ်တယ်ဒါကြောင့်ခန္ဓာကရှင်သာရိပုတ္တရာကသူရဲ့တပည့်တွေကိုမှားတယ်ဒုသာသနာဘာလို့တဲ့သာသနာသံဃာရာဂပရိဝိနယသာသနာလိုချင်မှုတွေတမန်မှုတွေငြိမ်းအောင်ဟောကြားပေးတဲ့သာသနာငြိမ်းအောင်ကြည်ကြံရတဲ့သာသနာဗေရိမာတတ်မှတ်တဲ့သာသနာဗေရိမာတတ်မှတ်တဲ့တဏှာတွေကိုငြိမ်းအောင်လုပ်ရတာတော့ဆိုတော့ခန္ဓာ၅ပါးမှာတတ်မှတ်တဲ့တဏှာတွေကိုငြိမ်းအောင်လုပ်ရတဲ့သာသနာခန္ဓာ၅ပါးမှာတက်မှတ်တဲ့တဏှာတွေကိုဘယ်လိုငြိမ်းအောင်လုပ်ရမှာတော့ဒီလိုတရားနာရုံနဲ့ငြိမ်းတာဆိုတော့မငြိမ်းဘူးတဲ့ဘာတက်လို့ရမှာတော့ဆိုတော့ဝိပဿနာတရားကိုကြိုးစားပြီးတော့အားထုတ်ရမယ်ဝိပဿနာတရားကိုအားထုတ်လိုက်မှဝိပဿနာဆိုတာဖြစ်ရာပေါ်ရာကိုဖြစ်တဲ့အခိုက်ပေါ်တဲ့အခိုက်မှာရှုရတာဖြစ်တဲ့အခိုက်ပေါ်တဲ့အခိုက်ရှုလိုက်မှမမြဲခြင်းအိဋ္ဌသဘောတရားတွေကိုသိတယ်ဆင်းရဲခြင်းဒုက္ခတရားတွေကိုသိတယ်အနတ္တအစိုးမရခြင်းတွေကိုသိတယ်ဒါကြောင့်အဲ့ဒီလိုမ
မိမိတဏ္ဍာမှာတက်မဲ့မှုတဏှာတွေလိုချင်မှုဆန္ဒတွေရော့ခြင်းနဲ့ဆိုရင်သူတော်စင်တို့ကဝိပဿနာတရားကြိုးစားပြီးတော့အားထုတ်ကြရမှာဖြစ်တယ်။အဲကြောင့်ဝါရင်သုံးလကာလပတ်လုံးအိုးနေဒီရတော်ဖြင့်ငါတဏ္ဍာမှာဖြစ်ပြတဲ့ဘောတရားတွေကိုမြင်အောင်ကြည့်မြင်အောင်ကြည့်တတ်တယ်မြင်စေတတ်တယ်ဝိပဿနာတရားကိုတဏ္ဍာကတော့ကြိုးစားပြီးတော့အားထုတ်မယ်လို့ဒိဋ္ဌံပြီးတော့ကြိုးစားပြီးတော့ကြိုးစားအားထုတ်ပြီးတော့မှတ်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဥပဒေသီလယူပြီးတဲ့အခါမှာစွမ်းနိုင်တဲ့ပုဂ္ဂိုလ်များကစွမ်းနိုင်တဲ့ဝိပဿနာတရားအားထုတ်ကြပါဝိပဿနာတရားဟာလည်းဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တို့ရဲ့အမောမြတ်ဆုံးသောကုသိုလ်ဖြစ်တယ်လို့နားလည်ပြီးတော့ဥပုသ်ကျောင်းတော်လာတဲ့ခါမှလည်းပဲကြိုးစားပြီးတော့မှတ်ကြမိမိတို့အိမ်မှာလည်းပဲနေတဲ့ဘဝမှာနေထိုင်တဲ့အခါမှာလည်းပဲကြိုးစားပြီးတော့ဒီဝိပဿနာတရားနဲ့နေထိုင်ပါဝိပဿနာတရားနဲ့နေထိုင်တော့ဗာဖြစ်တော့ဆိုတော့အမှားကင်းတာပေါ့ဟုတ်ပြီနော်တတိလေးရှိနေတာအဝဲနဲ့ဆိုတဲ့တတိလေးဟာဒီလိုဒီလိုတဏ္ဍာမှာကတ်နေတော့လောဘတွေဝင်လာလည်းပဲတန်းသိဒေါသတွေဝင်လာလည်းပဲတန်းသိမောဟတရားတွေဆိုရင်လိုလိုပဲပြီးသားဖြစ်အဲ့တော့ဒီတတိလေးကတ်နေဖို့ဆိုရင်သူတို့တို့တွေကဥပဒနာတရားကိုကြိုးစားပြီးတော့မှတ်ထားရမှာဖြစ်ပါလေအဲ့တော့ဥပဒနာတရားတွေကိုကြိုးစားအားထုတ်ကြရင်လည်းခဏလေးကပြောတဲ့လူချင်းမှုတွေတဏ္ဍမှုတွေငြိမ်းရာနိဗ္ဗာန်ကိုထာဝရသိရှိရောက်ရှိနိုင်ကြမှာဖြစ်ပါတယ်အဲ့လိုသိရှိရောက်ရှိနိုင်ဖို့ဥပ္ပနေ့မှာကြိုးစားတယ်လို့အခြားခြားသောနေ့တွေမှာလည်းပဲတရက်ပင်မနေ့အေးရထ15မိနစ်မှနိုင်15မိနစ်ညအေးရမဝင်ငယ်15မိနစ်တနာရီနာရီဝက်စသည်အပြင်မှန်းပြီးတော့ခန္ဓာကိုယ်ရဲ့ဖောက်ပြန်ပုံတွေဆင်းရဲပုံတွေဆိုးမရပုံတွေကိုသိရှိနားလည်သဘောပေါက်ကြပြီးလျင်အဆုံးစွန်သောဘဝနောက်ကာလမှာဘုရားဘာသာဝင်သူတော်စင်တို့ရဲ့ပန်းနိုင်ဖြစ်တဲ့ဒုက္ခကတိချုပ်ငြိမ်းရာမှဉာဏ်နိဗ္ဗာန်ကိုရလွယ်သိလွယ်မြင်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြတဲ့ပုဂ္ဂိုလ်သူတော်စင်များဖြစ်နိုင်ကြပါစေ